တခါတော့ကပန်းချံလေးတစ်ခုထဲမှာအလွန်လှပပြီးလူတိုင်းကိုဆွဲဆောင်နိုင်တဲ့နှင်းစီပင်တစ်ပင်ရှိတယ်။အဲ့ဒီဘေးမှာတော့မလှပပေမဲ့တိတ်တိတ်လေးနေတဲ့စူးပင်တစ်ပင်လည်းရှိတယ်။ လူတိုင်းကငါ့ကိုပဲကြည့်ကြတယ်ငါအလှကိုမမြင်နိုင်တဲ့သူမရှိဘူးမင်းလိုစူးတွေနဲ့ပြည့်နေတဲ့အပင်ကိုတော့ဘယ်သူမှမကြိုက်ဘူး လှတာကကောင်းပါတယ်ဒါပေမဲ့စိတ်ကောင်းရှိဖို့ကပိုရေးကြီးတယ်ဒီနေ့မှမင်းလဲနားလဲလာမှာပါ နှင်းစီပင်ကတော့လူရှိမှတစ်မျိုးနောက်ွယ်မှာတစ်မျိုးသူ့စိတ်ထဲကမဟုတ်တဲ့အပြုမူတွေပြုလုပ်တတ်တယ်စူးပင်ကတော့အမြဲတမ်းတူတူပဲသူ့မှာရှိတာနည်းနည်းနဲ့တောင်ဘသူကိုမဆိုကူညီခြင်းနဲ့တနေ့မှာတော့နွေရာသီအပူပြင်းလာပြီးပန်းချံတစ်ခုလုံးခြောက်သွားတယ်ရေမရှိတော့ဘူး ငါရေလိုနေပြီဘယ်သူမှမကူညီဘူးလားငါမခံနိုင်တော့ဘူး သူ့ကိုတစ်ချိန်ကချစ်ခဲ့သူတွေတောင်သူ့စိတ်တက်ကြောင့်ပြန်လှည့်သွားကြတယ်သူတယောက်တည်းကြံရစ်ခဲ့တယ် မင်းရင်ကဘလို့ပဲဖြစ်ဖြစ်အခုမင်းခက်ခဲကြုံနေရင်ငါကူညီမယ်ဒါပဲအရေးကြီးတယ် အဲ့ဒီအချိန်မှာနှင်းစီနားလည်လာတယ်လှပတာထက်စိတ်ကောင်းတာကပိုတန်ဖို့ရှိတယ်သူ့ရဲ့စိတ်တက်ကိုပြောင်းလဲလိုက်တယ်